lie နဲ့ lay ဘာကွာတာလဲပထမဦးဆုံးစပြီးတော့မှတ်သားရမှာက lie ကလည်းနှစ် lie ရှိတယ်လို့ lay ကလည်းနှစ် lay ရှိပါတယ် lie ဟာ intransitive verb object မလို့ဘူး lay ဟာ transitive verb object လို့တယ် lie အကြောင်းစပြီးတော့ရှင်းပြပါမယ် lie မှာအတိတ်ပဲနှစ်မျိုးရှိပါတယ်ဒါကြောင့်မလို့နှစ် lie ရှိတယ်လို့ပြောတာပါပထမအတိတ်ပဲကလိမ်လေတယ် lie ကိုလိမ်လေသည်ဆိုတဲ့အတိတ်ပဲနဲ့သုံးရင် regular verb ဖြစ်တယ် regular verb ဆိုတာ verb 1 ကနေ verb 2 verb 3ပြောင်းတဲ့အခါ ed ပေါင်းရုံပဲဒါကြောင့်မလို့လိမ်လေသည်ဆိုတဲ့ lie ရဲ့ verb forms တွေက lie lied lied lying မင်းငါ့ကိုလိမ်ပြောတယ်လို့ပြောချင်တယ်ဆိုရင် you lie me လို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ lie ဟာ object မလို့တဲ့ intransitive verb ဖြစ်နေလို့ပဲဒါကြောင့်မလို့ to ဆိုတဲ့ preposition ကိုအကူအညီတောင်းရလိမ့်မယ် you lie to me ဒီလိုပြောမှမှန်ပါတယ်ဒီဝတ်ကြမှာ me ဟာ indirect object of the preposition လို့ခေါ်ပါတယ် lie မှာ direct object မရှိပါဘူး you lie to me all the time မင်းငါ့ကိုတစ်ချိန်လုံးလိမ်ပြောတယ် you lied to me yesterday မင်းငါ့ကိုမနေ့ကလိမ်ပြောခဲ့တယ် you are lying to me right now မင်းငါ့ကိုအခုလိမ်ပြောနေတယ်လိမ်တဲ့အကြောင်းပြောလို့ပြီးပြီဆိုတော့လဲလျောင်းတဲ့အကြောင်းကိုပြောမယ်နော် lie ရဲ့ဒုတိယအဓိပ္ပာယ်ကလဲလျောင်းသည် lie ကိုလဲလျောင်းသည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးနေဆိုရင် irregular verb ဖြစ်ပါတယ် irregular verb ဆိုတာ verb forms တွေပြောင်းတဲ့အခါမှာ ed ပေါင်းတာမဟုတ်ဘူးပုံစံတစ်မျိုးစီပြောင်းသွားတယ်ဒါကြောင့်မလို့ lie ကိုလဲလျောင်းသည်ဆိုတဲ့အဓိပ္ပာယ်နဲ့ verb forms ပြောင်းရင် lie lay lane lying ဒီလိုပြောင်းရမယ် lie က object တာမလို့တာpreposition တော့လိုပါတယ်။ဘာဖြစ်လို့လဲလဲလျောင်းစရာနေရာလိုလို့လေဒါကြောင့်မလို့ lie လဲလျောင်းသည်ဆိုတဲ့ verb ရဲ့နောက်မှာ preposition in on စသည်ဖြင့်နေရာတစ်ခုနဲ့တွဲပြီးတော့သုံးလေးရှိပါတယ်။ My dog lies on the sofa every day. My dog lay on the sofa yesterday. My dog has lain on the sofa already.My dog is lying on the sofa now. ခွေးကသူကိုယ်တိုင်လဲလျောင်းတာ object လုံးဝမပါပါဘူး။လာပြီ object လို့တဲ့လေးအကြောင်းကိုစပြီးတော့ရှင်းပြမယ်နော်။မှတ်ရလွယ်အောင်ဦးလေးကြီးလို့နာမည်ပေးစင်ပါတယ်။ဦးလေးကြီးကမူရများတယ်။နှစ်ကိုခွဲတယ်။အဖေယာဒူးနဲ့သားယာဒူးလိုပဲ။ခုနကရှင်းပြခဲ့တဲ့လဲလျောင်းသည်ဆိုတဲ့ lie ရဲ့ verb 2ကလည်းလေးပဲ။အဲ့ဒီလေးက verb 2ဆိုတော့သားယာဒူးနဲ့ဦးလေးကြီးလို့မှတ်ထားလိုက်နော်ခုပြောမှာက verb 1 base verb မှာရှိတဲ့အဖေယာဒူးနဲ့ဦးလေးကြီးအကြောင်းသူ့ရဲ့အတိတ်ပဲကနေရာချတဲ့ဖြန့်ခင်းတဲ့ဥဥတွေဆိုတော့ဘာကိုနေရာချမှာလဲဘာကိုဖြန့်ခင်းမှာလဲ object logo လိုတယ်နော် verb forms ပြောင်းမယ် lay late late layingအဖေယာဒူးနဲ့ဦးလေးကြီးက object တေချာပေါက်လိုတယ်လို့ပြောခဲ့တယ်နော် preposition လေတစ်ခါတည်းရန်လိုပါတယ်တော်တော်လိုအပ်ချက်များတဲ့အဖေယာဒူးနော်အဖေဆိုတော့လိုအပ်ချက်တွေများတာပေါ့အဲ့ဒီလိုမှတ်ထားလိုက်နော် I lay my books on the floor every day I laid my books on the floor yesterday I have laid my books on the floor already I am laying my books on the floor now ဒီဝါကြတွေကိုကြည့်လိုက်ရင် object လည်းပါတယ် preposition လည်းပါတယ်ဒါကြောင့်မလို့လေးက object လို့တဲ့ transitive verb လို့ပြောတာဖြစ်ပါတယ်နှစ်ချုပ်ထုတ်ရမယ်ဆိုရင်ဒီ verb အုပ်စု၃ခုကိုကွဲကွဲပြားပြားလေးမြင်နိုင်ဖို့လိုပါတယ် lie လိမ်လေသည် lie lied lied lying lie လဲလျောင်းသည် lie lay lane lying lay နေရာချသည်ဖြန့်ခင်းသည်ဥဥသည် lay late late laying ဒီဦးလေးကြီးကအဖေယာဒူးနဲ့သားယာဒူးနှစ်ခုရှိတာလဲမမေ့နဲ့နော်ပုံမှန်မိသွားအောင် quiz လေးတွေဖြည့်ကြည့်ကြမယ် number 1 please dash down here ကျေးဇူးပြုပြီးဒီနေရာမှာလဲလျောင်းပါ number 2 she dashed to me yesterday သူ
သူမမနေ့ကကျွန်တော်ကိုလိန်ပြောခဲ့တယ် Number 3 She dashed the bricks beside the wall yesterday သူမမနေ့ကနံရံရဲ့ဘေးမှာအုတ်ခဲတွေကိုဖြန့်ခင်းခဲ့တယ်အဖြေမှန်လေးကို comment မှာရေးခဲ့ပြီးနော် See you next time bye bye